2025 ခုနှစ်အတွက်စာပေနိုဘယ်ဆုကိုစက်တင်ဘာလ9 ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဟန်ဂေရီနိုင်ငံသားစာရေးဆရာလာဇလိုခရက်စနိုအော်ခိုင်82နှစ်ကိုဆုချီးမြှင့်လိုက်ကြောင်းဆွီဒင်နိုင်ငံဆုရွေးချယ်ရေးအကယ်ဒမီကထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘာပြကြောက်ခမန်းလီလီကာလာမှာကိုအမျှော်အမြင်ရှိနဲ့စိတ်ဝင်စားဖွယ်တင်ဆက်ခဲ့တဲ့သူ့လက်ရာတွေကစာပေအနုဒုက္ခမရဲ့စွမ်းအားစွမ်းပကားကိုထပ်လောင်းဖော်ညွှန်းလိုက်တာပါပဲလို့ဆုရွေးချယ်ရေးအကယ်ဒမီကကြေညာချက်မှာဖော်ပြပါတယ်။သူ့လက်ရာတွေကလေဥရောပပိုင်းကဒိတ်ပင်မဲ့ဝါဒနဲ့အရှိတိုင်းကဆင်ញင်ုံတရားတွေကိုဓမ္မမျှတအောင်ရောမွေပေါင်းဆက်ထားတယ်လို့လည်းဆုရွေးချယ်ရေးအဖွဲ့ကကြီးမွမ်းပါတယ်။သူ့ကို1954ခုနှစ်မှာရိုမေးနီးယားနယ်စပ်ကဂျူလာဆိုတဲ့နယ်စပ်မြို့လေးမှာမွေးဖွားခဲ့ပါတယ်။1985ခုနှစ်မှာတောခေါင်ကျေးလက်ဒေသလေးတစ်ခုကိုဇက်အိမ်တည်ထားတဲ့သူ့ရဲ့ပွဲဥရဝတ္ထုစန်တန်တန်ကိုထွက်လာပြီးဟန်ဂေရီစာပေလောကမှာအတော်လူပြောများကြိုက်တွေ့ခဲ့ကြပါတယ်။ဟန်ဂေရီနိုင်ငံ2002ခုနှစ်ကလည်းအမေရိကတက်ကစာပေနိုဘယ်ဆုရရှိခဲ့ပြီးဖြစ်တာမို့ယခုတစ်ချိန်ဟာဟန်ဂေရီနိုင်ငံအတွက်ဒုတိယမြောက်စာပေနိုဘယ်ဆုရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စာပေနိုဘယ်ဆုကို1949ခုနှစ်အမေရိကန်စာရေးဆရာဝီလျံဖော်ကနာ1953ခုနှစ်ဗြိတိန်ဝန်ကြီးချုပ်ဝွန်စတန်ချာချီတို့လည်းရရှိခဲ့ဖို့ကြောင်းသိရှိရပါတယ်။